စွငွေ၈သိန်းရရှိပြီးပြီ15သိန်းနဲ့မေကွန်ကိုအရင်ပြမယ်မေကွန်စပါပြီရဟန်းတော်များတွားရောက်ရမသိရောက်နေခဲ့တော့လဲထိုင်နေရမသိတော့ဒါယကအိမ်သည်ကုလတုတ်တန်အရအင်္ဂါရက်ဘယ်နှပါရှိပါသနည်းသမီးဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဖေဟာသမီးဆက်ဖြေလို့အဖြေမှားရင်စွငွေတပြားမှချီးမြှင့်မရပါဘူးရက်နေမယ်ဆိုလို့ရှိရင်စွငွေ၈သိန်းသမီးဆက်ဖြေမယ်ဆိုလို့ရှိရင်ဘယ်တီးပြီးတော့အတီးပြုတ်ပေးပါအဖြေလေးမျိုးပြပါမယ် A 6ပါး B 9ပါး C 10ပါးနဲ့ D 9ပါး D 9ပါးပါဖေဟာဒီကိုပါသမီးဖြေပြောင်းမလားပြောင်းတော့ပါဖေဟာဘေးကတခါကြီးတွေမေးကြည့်အောင်သိကြလားလို့ဒီကိုပါရဟန်းတော်များတွားရမသိရောက်နေခဲ့တော့လဲထိုင်နေရမသိနဲ့ဒါယကအိမ်ဒီကုလတုတ်တန်ရအင်္ဂါရဘယ်နှပါရှိလဲဆိုတဲ့မိကုံကိုကလေးကဒီကိုပါလို့ဖြေထားပါတယ်ကိုကျော်သူလင်းအဖြေမှန်မှန်စစ်ပေးပါတင်ပါဗျာသမီးငယ်ကနောက်ထပ်မိကွန်းတစ်ဆင့်ကိုလည်းတူဝေမှုမရှိဘဲနဲ့အဖြေတစ်ခုရွေးချယ်ထားပြီးပါပြီအဖြေမှန်ကိုကျွန်တော်တို့အားလုံးအတူတူရင်ခုန်စွာနဲ့ကြည့်ပါမယ်ယဟန်တော်များတွားရောက်ရန်မသိရောက်နေခဲ့ရင်လဲထိုင်နေရန်မသိနဲ့ဒါယကာရဲ့အိမ်ဟာကုလတုတ်တန်အယအင်္ဂါရက်ဘယ်နှပါရှိပါသလဲသမီးငယ်လေးကဒီ9ပါလို့ဖြေဆိုထားပါတယ်အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာကလေးရဲ့ညံကတို့ကစာအုပ်ကြည့်ရတယ်နော်သူကတွေ့ဝေမှုမရှိဘဲတန်းဖြေရတို့ကဒီမှာသေချာလားမသေချာလားပြန်ကြည့်ရတယ်ပြန်ကြည့်တော့အဖြေကကွက်တီပဲအဲဆိုသမီးဖြေသွားတဲ့ရဟန်းတော်များသွားရောက်ချင်းကန့်တင်တော်ဒါယကအိမ်နဲ့မသွားရောက်မချင်းကန့်တင်တော်ဒါယကအိမ်ဆိုပြီးတော့အင်္ဂါရက်တွေရှိတဲ့တဲမှာဒါဘုဒ္ဓတာပေါ့နော်ဘုဒ္ဓရာယဟန်တို့အင်္ဂါ9မျိုးနဲ့ပြည့်စုံသောဒါယကတို့အိမ်တို့မသွားရသေးတော့သွားရောက်ရမသိသွားရောက်ပြီးတော့ကထိုင်နေရမသိအဲ့ဒီအင်္ဂါရဲ့9ပါးဘာတွေလဲဆိုပြိဿတွေဘုဒ္ဓတာပေါ့တစ်မျက်နှိုးသဖြင့်ခရီးမကြိုဆိုကြခြင်းဒီကဖာတိပါတန်ရဲ့အိမ်တွေရှိတယ်အဲ့အိမ်တော့မသွားသင့်ဘူးတဲ့နံပါတ်2ကမျက်နှိုးသဖြင့်ရှစ်မခိုးကြခြင်းတဲ့နံပါတ်3ကမျက်နှိုးသဖြင့်နေရာထိုင်ခင်းမပေးကြခြင်းနံပါတ်4ကထင်ရှားရှိသောလူဝဝိတ္ထုကိုယဟန်တို့အားလျှို့ဝှက်ကြခြင်းကောင်းတာလေးတွေဖွက်ထားပြီးငပိရကြအဲ့ဒါမျိုးလေနံပါတ်5ကလူဝဝိတ္ထုများစွာရှိပါလေအ ਨੇ ကသာပေးလူကြခြင်းနဲ့နံပါတ်6ကမောမြတ်သောလူဝဝိတ္ထုရှိပါလေယုံရင်ကြမ်းတမ်းသောလူဝဝိတ္ထုကိုပေးလူကြခြင်းတဲ့ဂါယုဝေါမယ်ဘုဒ္ဓရာနော်မလို့ဘူးမဟုတ်လားအေးသိပါတယ်နံပါတ်9ကယိုသေးစွာမပေးလူပဲမယိုမသေးပေးလူကြခြင်းတဲ့နံပါတ်10ကတရားနာယံယဟန်ထံသို့မချင်းကပ်မနေထိုင်ခြင်းနံပါတ်9ကထိုယဟန်ဟောသောတရားကိုယိုသေးစွာမနာကြားကြခြင်းတဲ့အဲ့ဒီ9ပါပေါ့နော်ဒါနောက်တဲ့9ပါနောက်တော့အချိန်ရနောက်မှဖတ်ပြတော့ဘုဒ္ဓရာကိုအောင်ကြည့်ပြီးတော့စွငွေ15သိန်းရရှိပါပြီခုနကလာပြီးတော့ bonus ချင်းမြင့်နဲ့3သိန်းနဲ့ဆိုလို့ရှိရင်စွငွေ18သိန်းဘေးရတကကြီးကိုမမှုခွဲပေးအောင်မလားတတ်သိရှိတယ်နော်
ဘယ်လိုအချိန်မဆိုင်မဲ့မင်းကုန်းစပါမယ်စုငွေ330ဒီမင်းကုန်းမှန်မယ်ဆိုလို့ရှိရင်စုငွေ330မင်းကုန်းပြပေးပါမယ်ဒီကလေးအောင်ခက်ပိုင်မင်းကုန်းဖတ်၍ကုသိုလ်ပြုပေးပါ တာဝရိန္ဒာနတ်ပြည်မှာတရားမင်းတည်ထားခဲ့တဲ့ဆူလာမဏိဇေဒီတော်ကိုဘယ်နှခုနဲ့ဘယ်လားပြည့်မှာတည်ထားပူဇော်ခဲ့ပါသလဲညီမလေး ဟယ်လိုတောင်နေတာနတ်ပြည်မှာတရားမင်းတည်ထားခဲ့တဲ့ဆိုလာမဏိစေတီတော်ကိုဘယ်နှခုနဲ့ဘယ်လပြည့်မှာတည်ထားပူဇော်ခဲ့ပါသလဲတရားမင်းဆိုလာမဏိစေတီကိုတေရာဆိုတော့စံတော်ရလို့ပေါ့တရားမင်းကစံတော်ကိုဘယ်ကနေရမလဲဖះလောင်းရှိရတာပေါ့ဖះလောင်းကဘာလုပ်လို့ရတာလဲစံတော်ဖြတ်ပြီးတော့ပြီးလို့ရတာပေါ့ဘယ်သူမှမကြားတော့ဘူးအဖြေပြောနေတာတော့မသိဘူးတော့ပေါ့လားသမီးအဆင်ပြေလားဖះလောင်းကစံတော်ကိုဘယ်တော့မှဖြတ်လဲအနောက်မှာတောင်ကမ်းမှာဖြတ်တယ်ထင်တာပဲဟုတ်လားဒီဖះလောင်းတော့ထွက်တဲ့ရက်သိလားတော့ထွက်တဲ့ရက်သိလားဘယ်လလဲကိုသိလားမိုက်ကလေးနဲ့ပြော သိပါတယ်ဖေဟာ ဘယ်ခုနှစ်လဲကိုသိလား သိပါတယ်ဖေဟာ သိရင်ဆက်ဖြေမလားရက်နေမလား ဆက်ဖြေပါမယ်ဖေဟာ ဆက်ဖြေလို့မှန်ရင်စုငွေ330တမီးရက်နေမယ်ဆိုလို့ရှိရင်စုငွေ15သိန်းဆက်ဖြေလို့မားသွားလို့ရှိရင်တပြားမှမရဘူးဒီကမေးပါပြီဆက်ဖြေမလားရက်နေမလား ဆက်ဖြေပါမယ်ဖေဟာ အဖြေမဲ့လေးမျိုးပြပေးပါ A မဟာတက္ကရာ69ခုဝါဆိုလာပြည့် B မဟာတက္ကရာ68ခုဝါဆိုလာပြည့် C မဟာတက္ကရာ95ခုဝါဆိုလာပြည့်နဲ့ D မဟာတက္ကရာ69ခုဝါဆိုလာပြည့် ဒီမဟာတက္ကရာ69ခုဝါဆိုလာပြပါဖေဟာ အဖြေပြန်ပြောပါ ဒီမဟာတက္ကရာ69ခုဝါဆိုလာပြပါဖေဟာ ဖြေထားတဲ့အဖြေကိုမှတ်ထားလိုက်ပါမယ်အဖြေမှန်လို့ရှိရင်တော့330ရမယ်အဖြေမှားသွားလို့ရှိရင်တော့တပြားမှပေးလို့မရလို့ခွင့်လို့ပေးပါလို့တောင်းပန်ပါတယ်တကယ်ဦးအောင်ခိုင်ကျောင်းသားရွေးတဲ့အဖြေမှန်နိုင်လားမှားနိုင်လားစဉ်းစားပြတာပရိသတ်များကောင်မှန်တယ်ထင်လက်ကိုတီးမှားရင်မတီးနဲ့အဲ့ဒါမှចောင်းသားမှားရင်သူတို့ဘာတရားခံပါသွားတော့ဗောကိုကျော်တော်လင်းအဖြစ်စစ်ပေးပါ ဒီမှာဖေဟာသမီးလေးရဲ့ဉာဏ်ပညာကြိုးစားမှုကတော့အမှန်ခံပါပဲမိဂုံတိုင်းကိုတွေးဝေမှုမရှိပြတ်သားစွာရဲဝံ့စွာတီချီစွာနဲ့အဖြေတိုင်းကိုရွေးချယ်နေပါပြီအဖြေလေးကျွန်တော်အားလုံးတူတူရင်ခုန်စွာနဲ့တိုက်ကြည့်ရအောင်ပါမိဂုံလေးကတော့ဒါရိနာနတ်ပြည်မှာတရားမင်းတည်ထားခဲ့တဲ့ဆူလာမဏိဇေဒီတော်ကိုဘယ်နှခုနှစ်ဘယ်လပြည့်မှာတည်ထားပူဇော်ခဲ့ပါသလဲသမီးလေးရဲ့ဖြေဆိုမှုဟာအဖြေနံပါတ် D မဟာတက္ကရာ69ခုဝါစုလပြည့်လို့ဖြေဆိုထားပါတယ်အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ
စုငွေသိန်း30ဘုန်းကြီးတို့ရဲ့မြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆောင်တဲ့ဘုရားအဖွဲ့ဘိုးကနေပြီးတော့ကုသိုလ်ရှင်10ဦးစုပေါင်းပြီးတော့လူဒန်းနဲ့စုငွေဖြစ်ပါတယ်စုငွေလူရှင်ဇာများလိုအပ်ပါ၍စုငွေသိန်း30ရပြီနောက်တော့သိန်း60မေကိုစပြီးတော့မေးပါပြီအဇာတတမင်းကြီးမင်းတိုင်ပင်အမတ်ဝတ္တကာရပုံနာကြီးသည်ဝေသာလီပြည်လိတ်ဆွေမင်းတို့စီးလုံးမှုပြက်ပြားစေရန်အချင်းချင်းစိတ်ဝမ်းကွဲစေရန်ဝေသာလီပြည်အတွင်းတရှိုးအဖြစ်နေထိုင်ခဲ့တဲ့တိုင်းတစ်ပါးသားတရှိုးအဖြစ်နေထိုင်ခဲ့တဲ့နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပါသလဲသမီးဆက်ဖြေလို့အဖြစ်မှန်မယ်ဆိုလို့ရှိရင်စုငွေ360ဒီညမှာ